အာဒိတ်ဆုနာကမှကျောင်းမက်ဖွယ်ရအဆုံးတန်သူတို့ရဲ့တင်မောတွေဟာအာဒိတ်သမုတ်တရားတွေကိုရောက်ရှိသွားကြတဲ့အခါရုတ်တရက်ဆိုသလိုရေခဲပင်ကြီးကသူတို့ပတ်လည်မှာခဲသွားပြီးတင်မောတွေကိုလုံမရအောင်ပြမိသွားစေခဲ့ပါတယ်။အဲ့ချိန်တုန်းကတင်မောပေါ်မှာလူပေါင်း129ပါရှိပြီးနှစ်နဲ့ရှည်စားသုံးရတဲ့ရိတ်ခါတွေအပြည့်စုံပါရှိခဲ့ပါတယ်။ငွေရသေးရရင်တော့ဒီရေခဲတွေအေးပြောပြီးသူတို့ပြန်နိုင်လိမ့်မယ်လို့အားလုံးကမျှော်လင့်နေခဲ့ကြတာပါ။ဒါပေမဲ့သူတို့ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။နှစ်နီးပါးကြာတဲ့အထိရေခဲတွေကအရင်မပြောခဲ့သလိုနောက်ဆုံးမှာတော့သူတို့ကတင်မောတွေကိုဆုံးခွာပြီးရေခဲပြင်ကနေလမ်းလျှောက်ပြီးအိမ်ပြန်မှုကြိုးစားခဲ့ကြပါတယ်။ဝမ်းနဲ့စရာကောင်းတာကအနီးဆုံးမြို့နဲ့မိုင်မုံမြတ်စွာဝီခွာနေသေးတဲ့ရေခဲပြင်ကြီးပေါ်မှာပဲသူတို့အားလုံးတည်ဆုံးသွားခဲ့ကြပါတယ်။ဒါသူနှစ်တစ်ခုကြော်ကြပြီးတဲ့နောက်မှာတော့ပျောက်ဆုံးနေတဲ့ဒီတင်မောပြည့်တွေကိုပြန်တွေးရှိခဲ့ကြပါတယ်။တင်မောထဲမှာကျန်ရှိနေတဲ့လူရိုးတွေကိုစစ်စစ်ကြီးတဲ့အခါမှာတော့ထိမ့်လက်စရာကောင်းတဲ့ဓာတ်ရတွေကိုတွေးရှိခဲ့ရပါတယ်။ဒါဟာသူတို့တွေအေးတဲ့ညောင်းတင်တည်ဆုံးခဲ့တာမဟုတ်ပဲနောက်ဆုံးအချိန်မှာအချင်းချင်းပြန်လည်စားသုံးခဲ့ကြတယ်ဆိုတာကိုတက်တင်ပြနေတာပဲဖြစ်ပါတယ်။ဒါကအမှန်တကယ်ပဲဟုတ်လားမဟုတ်ဘူးလားဆိုတာကိုတင်ရောဘယ်လိုမြင်လဲဆိုတာကွန်မန့်မှာရေးပေးကြပါဦး။ဆောက်လုပ်ရေးလောကရဲ့စမ်းသစ်တီထွင်မှုနဲ့အေယာမလေပူပေါင်းကြီးမြို့ပြဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဖုံမုံတွေနဲ့စုညံ့တဲ့တွေကြောင့်စိတ်နှောက်ချက်ဖြစ်ပူးပါသလား။အခုတော့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်အေယာမလေပူပေါင်းကြီးပေါ်ပေါက်လို့လာပါပြီ။ဒီလေပူပေါင်းဟာဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံးကိုလွှဲချုပ်ထားနိုင်ပြီးအံ့ဩစရာကောင်းတဲ့အချက်တွေပါဝင်ပါတယ်။လုပ်ငန်းဝင်အတွင်းကထွက်လာတဲ့ဖုံမုံတွေကိုအပြစ်မထွက်အောင်ပိတ်ဆို့ထားနိုင်လို့ပတ်ဝန်းကျင်ကလူတွေကိုစိတ်ချမ်းသာစေပါတယ်။ဆောက်လုပ်ရေးတုံးဆက်လျံနေရာကြီးတွေရဲ့သူညံ့တဲ့ကိုလည်းဒီပူပေါင်းကသီးသလာလျှော့ချပေးပါတယ်။ပူပေါင်းကြီးတွေမှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေအပူဓာတ်မခံရအောင်အေယာမပန်ကာကြီးတွေနဲ့တန်ရှင်းတဲ့လေကိုအမြဲသွင်းပေးနေပါတယ်။ဒီပူပေါင်းကြီးရဲ့ရွယ်စားကမသေးပါဘူး။အမြင့်က15ဓာတ်တိုက်လောက်ရှိပြီးအေယာမအဖြစ်ဘောလုံးဝင်3ဝင်းသာလောက်ထိကျက်ဝန်းပါတယ်။ဒီစနစ်ရဲ့အကောင်းဆုံးချက်ကတော့ရာသီဥတုဆိုးဝါးတာကိုမကြောက်ရခြင်းပါပဲ။မူးရွာရွာနှင်းကြပူပေါင်းအောင်မှာလုပ်ငန်းတွေကိုအဆက်မပြတ်လုပ်ကိုင်နိုင်ပါတယ်။အဆောက်အုံစောက်ပြီးသွားတဲ့အခါမှာတော့ဒီပူပေါင်းကြီးကိုဖယ်ရှားလက်ယုံပါပဲ။အစင်းမြင့်ပြီးတက်ရလာပါတဲ့အဆောက်အုံကြီးကိုအချိန်တို့အတွင်းမှာနင်တွေ့ရမှာဖြစ်ပါတယ်။မိတ်ဆွေရောဒီလိုလေပူပေါင်းတွေကိုများများသုံးသိကျင်လားဆိုတာကွန်မန့်မှာရေးပေးကြပါဦးနော်။မျိုးသမီးတယောက်ဟာပုံမှန်တိုင်းပဲအမိုက်ပုံတွေကိုအမိုက်တော့ပစ်ခဲ့ပါတယ်။ဒါပေမဲ့မတော်တဆရှိရောပြီးအမိုက်ပုံကြီးတွေကိုတိုးကျသွားခဲ့တာကိုသူကိုယ်တိုင်ရောပြပတ်ဝန်းကျင်ကလူတွေပါသတိမထားမိခဲ့ကြပါဘူး။မိနစ်အနေငယ်ကြာမှတော့အမိုက်ကားကြီးရောက်လာပါတယ်။ကားစီဟာအမိုက်ပုံထဲမှာလူရှိနေမှလုံးဝမသိပဲပုံမှန်တိုင်းပဲအမိုက်ပုံကိုမပြီးတော့ကားထဲကိုတွန်းချလိုက်ပါတယ်။အဲဒီနောက်မှာတော့အမိုက်ကားရဲ့ကွန်ပျူတာကစတင်လုံးလို့ပါတော့တယ်။အမိုက်ဖိစက်ကတစ်ကြိမ်နဲ့ကြိမ်သုံးကြိမ်အမိုက်ပေကိုအပြင်းနဲ့ဖိချလိုက်ပါတယ်။သူမဟာအမိုက်ထုတ်တွေကြားထဲမှာညက်ပြီးအော်ဟစ်နေပေမဲ့အပြင်ကဘယ်သူမှမကြားနိုင်ပါဘူး။ဒီခင်တရားနဲ့လက်တလုံးလိုချနေပါပဲ။ကံကောင်းနေတာကတော့အမိုက်ကားရဲ့အတွင်းပိုင်းကင်မရာထဲမှာပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတစ်ခုကိုကားဆရာကသတိထားမိသွားခဲ့ပါတယ်။လူဆက်ရှင်မဲ့ပြိနင်းပြီးအမိုက်ဖိစက်ကိုရပ်တန့်လိုက်ပါတယ်။အဲဒီနောက်မှာတော့ကားရဲကထွက်ပေါ်လာတဲ့သူမရဲ့အော်ဟစ်တံကိုအိမ်နီးချင်းတွေပါကြားသွားပြီးအခုဒီတောင်းခဲ့ကြပါတယ်။မိသက်တပ်ဖွဲ့ဝင်တွေချက်ချင်းရောက်လာပြီးခက်ခဲကက်စစ်ခဲ့ရပါတယ်။ဝန်ချီဆက်ကိုတုံးပြပြီးသူမကိုအမိုက်ကားရဲကနေပြင်ကိုဆွဲထုတ်နိုင်ခဲ့ကြပါတယ်။မိုင်ဝက်အကြာအသက်လူခဲ့ရပြီးနောက်မှာတော့သူမကိုအသက်ရှင်လေးကကယ်တင်နိုင်ခဲ့ပါတယ်။သူမမှာအယိုးကျိုးထားတဲ့တင်းနဲ့တန်ရာတွေရရှိခဲ့ပေမဲ့အသက်ရှင်ဝင်ရခဲ့တာကတော့တကယ်ကိုအံ့ဩစရာပါပဲ။ရှီအောင်တွေကတော့ဇက်ကမိုင်းတော့သာတောက်ကျသွားရင်အရှင်တွေကကြောင်းပြက်ပြစ်သွားနိုင်တယ်လို့ပြောကြပါတယ်။ဒါဟာတကယ်ကိုအံ့ဖွယ်တကူကြောင့်ပါဒါမှမဟုတ်ကံကောင်းလို့လားဆိုတာတင်ရောဘလို့ထင်လဲ။ကွန်မန့်မှာရေးပေးခဲ့ကြအောင်နော်။